Okay, ဒီ video မှာ stock share နဲ့ပတ်သက်ပြီးတော့ဗဟုသုတလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် stock share investment လုပ်တာတို့ stock share မှာ trading လုပ်တာတို့အဲ့ဒီစကားလုံးတွေတော့အခုဒီဘက်ခေတ်မှာတော်တော်များများလူတွေနားနဲ့ယဉ်ပြီးတော့မစိမ့်တဲ့ကိစ္စပါဒါပေမဲ့ဒီအကြောင်းအရာတွေမသိတဲ့လူတွေတော်တော်များများကြာတော့အဲ့ဒါကိုယ်နဲ့လက်လန်းမမီနိုင်တဲ့ကိစ္စပေါ့နော်ဒါမှမဟုတ်ပတ်စံအများကြီးရှိမှဝင်ငွေအများကြီးရှိမှ stock share တွေကိုရောင်းလို့ဝယ်လို့ရမယ် investment လုပ်လို့ရမယ်ဆိုပြီးတော့အလုပ်အတွေ့တွေရှိတယ်ပေါ့နော်အဲ့လိုမဟုတ်ပါဘူးတကယ်အမှန် stock share လုပ်ငန်း stock share investment လုပ်တာ trading လုပ်တာကကိုထင်ထားသလောက်အရန်ရှုပ်ထွေးနေတဲ့ကိစ္စလည်းမဟုတ်ပါဘူးနောက်တစ်ခုကကြတော့လူတိုင်းနဲ့လက်လန်းမီတယ်လူတိုင်းဆိုလူအများစုပေါ့နော်ဒီအင်တာနက်ဆင်ပြေတဲ့အင်တာနက်ကိုလွယ်တကူဆိုရိုးရှင်းစွာသုံးနိုင်တဲ့အဲ့လိုနေရာကလူတိုင်းနဲ့ဆင်ပြေတဲ့သူတွေပေါ့နော်အဲ့လိုလူတွေအတွက်တော့ဒီ stock share investment လုပ်တာတော့ trading လုပ်တာတော့ဆိုတာခက်ခဲတဲ့ကိစ္စတွေမဟုတ်ဘူးပေါ့နော်အဲ့ဒီအကြောင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် stock share အကြောင်းပြောပြမယ်ဆိုရင်တချို့တွေကကြတော့ပေါ့နော်ဒီ online မှာပတ်စံတွေထည့်ပြီးတော့ online ဆိုတာဒီလိုပေါ့နော် investment လုပ်တာတို့ trading လုပ်တာတို့ဆိုတာနယ်ပယ်တီးတီးမှာလုပ်ကြတယ်တချို့တွေကကြတော့ဟိုလိုပေါ့ digital currency crypto ဆိုတဲ့အဲ့ဒီ fees မှာလဲ investment တွေလုပ်တယ် trading တွေလုပ်တယ်အဲ့လိုမျိုးရှိတယ်လို့ပဲ forex currency exchange လို့ခေါ်တဲ့နိုင်ငံခြားအငွေဈေးကွက်မှာလဲအရောင်းဝယ်တဲ့ investment တွေလုပ်ကြတယ် trading တွေလုပ်ကြတယ်နောက်တစ်ခုကနောက် phase တစ်ခုကကြတော့ stock share market ဒီကမ္ဘာမှာရှိတဲ့ထိပ်တန်းကုမ္ပဏီတွေရဲ့လှုပ်ရှားမှုတွေကြည့်ပြီးတော့ stock share အရောင်းဝယ်လုပ်တာတွေ investment လုပ်တာတွေလုပ်တယ်အဲ့လိုပုံစံနဲ့ကိုကျွမ်းကျင်တဲ့ phase line နဲ့ပဲအလိုက်ဒီ global market မှာ investment တွေလုပ်ကြတယ် trading တွေလုပ်ကြတယ်အဲ့ဒီထက်မှာကျွန်တော်ကိုယ်တိုင်ကတော့အဲ့ဒီ online investment online trading လုပ်တဲ့အကြောင်းအရာတွေကိုခြေခံအဖြစ်အားလုံးလေးလာပြီးတော့မှကိုယ့်ရဲ့မိမိကြိုက်နှိမ့်တဲ့ကိုယ့်ရဲ့စိတ်အားထက်သန်ရာတစ်ခုကိုရွေးချယ်ပြီးတော့အဲ့ဒါကို specialize နေနဲ့ကိုယ့်ဘာသာလေ့ကျင့်တယ်ကိုယ့်ဘာသာလေ့လာတယ်ပြီးတော့ investment လည်းလုပ်တယ်အခုလောလောဆယ်တော့ကျွန်တော်ကိုယ်တိုင်စင်ကာပူနိုင်ငံမှာ stock share investment တွေကိုထိုက်တဲ့လောက်လုပ်တယ်ထိုက်တဲ့လောက်အမြတ်ငွေလည်းရတယ် profit တွေလည်းရတယ် dividend ဆိုတဲ့အမြတ်ငွေစုတွေလည်းရပြီးတော့အကျိုးခံစားငွေတွေရနေတယ်အဲ့လိုမျိုးတွေကိုလိုအပ်ချင်တယ်အဲ့လိုမျိုးကိုယ့်ဘာသာလုပ်ချင်တဲ့သူတွေအတွက်ဆိုရင်တော့ဒီဗီဒီယိုမှာအကုန်လုံးထည့်သွင်းပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုရဲ့ရည်ရွယ်ချက်ကတော့ခုနကလို stock share လုပ်ချင်တယ်ဘယ်လိုစလုပ်မှမသိဘူးကိုယ်နဲ့စင်ပြေပါမလားပတ်စံတွေထည့်ပြီး show ဝိုင်းဘယ်လိုလုပ်မှာတော့ဆိုတော့အဲ့ဒီကိစ္စတွေအဲ့ဒီပြဿနာတွေစိုးရိမ်စိတ်တွေနဲ့အများကြီးရှိတယ်အဲ့လိုလူတွေတွေ့ကိုလည်းဒီဗီဒီယိုကအထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်နောက်တစ်ခုကကြတော့ဒီဗီဒီယိုကိုကြည့်ပြီးတော့ကိုယ့်ဘာသာလေ့လာဒီဗီဒီယိုကြည့်ုံနဲ့ကိုယ့်ဘာသာတစ်ခုချင်းလေ့လာပြီးတော့ step by step လုပ်သွားလို့ရအောင်လဲပေချာပြောပြပေးမှာဖြစ်ပါတယ်ဒီ stock share နဲ့ပတ်သက်ပြီးတော့လုံးဝမသိသေးတဲ့သူတွေခြေခံလေးသိရအောင်ပြီးတော့ဘယ်လိုစတင်ရမလဲဘယ်လိုလုပ်ရမလဲဆိုရင်နောက်ဒုတိယအဆင့်တွေကျတော့ပြန်ပြီးတော့နောက်မှပြန်ပြောပြပေးမှာဖြစ်ပါတယ်အခုကတော့ခြေခံ basic knowledge လေးသိရအောင် stock share market ဆိုတာဘာလဲဘယ်လိုအကြောင်းဝယ်လုပ်တာလဲဘယ်လိုလက်ပတ်လဲဆိုတဲ့ operation အကြောင်းအရာလေးကိုလည်းပြောပြပေးမှာဖြစ်ပါတယ်နယ်ပယ်မျိုးစုံရှိတယ်ပေါ့နော် cryptocurrency ဘက်မှာလည်း fees မှာလည်းရှိတယ် forex မှာလည်းရှိတယ်အဲ့လိုမျိုးလုပ်လို့ရတာလေနောက်တစ်ခုကဒီ stock share market မှာလည်းရှိတယ်အဲ့လိုမျိုးထဲကနေပြီးတော့ကျွန်တော်အကြိုက်နှစ်သက်ဆုံးတစ်ခုကတော့ stock share market မှာ investment လုပ်ခြင်းဖြစ်တယ်အဲ့ဒီအတွက်အဲ့ဒီ stock share market ကြောင့်လည်းကိုယ်တိုင်လေ့လာတယ်ကိုယ်တိုင်လက်ရှိစင်ကာပူနိုင်ငံကနေပြီးတော့ stock share မှာ investment လုပ်တာတို့ trading လုပ်တာတို့ကိုလုပ်နေတဲ့သူတွေလည်းဖြစ်တယ်နောက်တစ်ခုကထိုက်တဲ့အမြတ်တွေလည်းရတယ် dividend တွေလည်းလက်ခံရရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လူငယ်တွေအဲ့လိုမျိုး online ကနေတစ်စိတ် stock share ရောင်းဝယ်လုပ်တာတို့ investment လုပ်တာတို့အဲ့လိုတွေစိတ်ဝင်စားတဲ့သူတွေအဲ့လိုလုပ်ချင်တဲ့သူတွေဆိုရင်တော့ဒီဗီဒီယိုကိုဆက်ကြည့်ပေးပါနောက်တစ်ခုအနေနဲ့တတိပေးချင်တာက online investment လုပ်တာ online trading လုပ်တာဆိုတဲ့အခုလိုခုနကပြောတဲ့ crypto တို့ forex တို့
stock share market တို့အဲ့ဒီမှာ investment လုပ်ခြင်းတည်ကျွန်တော်တို့ online casino လောင်းကစားလို့ online ကနေပြီးတော့ပတ်စံတွေလောင်းကြီးတင်ပြီးတော့နိုင်ရင်ပတ်စံရတာရှုံးရင်ပတ်စံကိုတာတော့အဲ့လိုမျိုးလောင်းကစားတဲ့ဘောလုံးဝမဟုတ်ဘူးအဲ့ဒါတခုတော့တီးဖို့လို့တယ်ဘာဖြစ်လို့ဆိုတော့တချို့တွေကမေးကြတယ်ပေါ့နော်ဒါကဟိုလောင်းကစားလို့လောင်းကစားဘယ်လိုပဲ gambling the ball လာလို့ပေါ့နော်အဲ့လိုတွေမေးကြတယ်တကယ်တော့လောင်းကစားလုပ်တာမဟုတ်ပါဘူးဒါ online investment လုပ်တာလောင်းကစားလုပ်တယ်လို့မျိုးတစ်ချိန်လဲတစ်ခါတည်းမှာလောင်းပတ်စံငွေလုံးငွေရင်းလဲ walk နဲ့မရနိုင်ဘူးနောက်တစ်ခုကလောင်းကစားလုံးတယ်လို့မျိုးလှုပ်ထားပြီးတော့ရှိနေအခေါ်လုံးကုံသွားတယ်တို့ပလွန်သွားတယ်တို့အဲ့လိုမျိုးလဲမဖြစ်ပါဘူးဒါကတော့လောင်းကစားမဟုတ်ဘူး online casino လည်းမဟုတ်ဘူး slot game လည်းမဟုတ်ဘူးအဲ့ဒါလေးကသိဖို့လို့တယ်ဘာဖြစ်လို့ဆိုတော့တချို့တွေအဲ့လိုမေးကြတယ်ပေါ့နော်ဒါကတော့လုံးဝဒီကိစ္စနဲ့လုံးဝမလန်းလက်လန်းဝေးတဲ့သူတွေလုံးဝမရင်းနှီးတဲ့သူတွေပေါ့နော်အဲ့တော့ investment လုပ်တာတို့ trading လုပ်တာတို့အဲ့ဒီကိစ္စနဲ့ကျွန်တော်တို့ online gambling လုပ်တာတို့ online casino တို့ပြီးတော့stock online slot မရှိ slot game တို့အဲ့လိုမျိုးလုပ်တာနဲ့တူတူပဲလို့တချို့တွေကထင်ကြတယ်ပေါ့အဲ့ဒီအတွက်တူတူပဲဆိုတော့လောင်းကစားဆိုရင်တော့ဒါလိုပဲတည်ရတယ်မကောင်းဘူးဟိုလောင်းကစားဆိုရင်တော့ရှုံးဖို့များတယ်ပတ်စံတွေကုန်မယ်ထည့်ပြီးရင်ပြန်မရမှာမဟုတ်ဘူးဆိုတော့အဲ့လိုမျိုးအတွေးခေါ်တွေရှိတယ်အဲ့လိုနဲ့တချို့တွေကဒီဥစ္စာကိုယုံကြည်မှုမရှိဘူးเนาะအဲ့တော့ပြောချင်တာကတော့နံပါတ်ပထမဆုံးကတော့ကိုကတေချာလေးလာပါကိုပဲမသိရင်လည်းမေးပါကျွန်တော်လည်းထိုက်တဲ့လောက်ပြောပြပေးမယ်ပြီးတော့ online မှာတော့ YouTube မှာတော့လည်းကျွမ်းကျင်တဲ့ပညာရှင်တွေရှိတယ်သူတို့တွေကနေပြီးတော့ sharing လုပ်ပေးထားတာရှိတယ်ပေါ့နော်အဲ့ဒါတွေကိုလည်းကြည့်ပြီးတော့ကိုယ့်ဘာသာလေ့လာလို့ရပါတယ်အဲ့တော့ပြောချင်တာကတော့ဒီ stock share investment လုပ်တာတို့ trading လုပ်တာတို့ဒီကျွန်တော်တို့ online gambling မဟုတ်ပါဘူးအဲ့ဒါတခုပြောပြချင်ပါတယ်အဲ့နောက်တစ်ခုအနေနဲ့ကကြတော့ stock share ဆိုတာဘာလဲဆိုတဲ့ကိစ္စပေါ့နော် stock share ဆိုအရင်တော့ကတော့16ရာစုပေါ့1600အဲ့ဒီခုနှစ်ဝန်းကျင်မှာဆိုရင် stock share market ဆိုတာမရှိသေးဘူး stock share ဟိုရောင်းဝယ်တာတို့ investment လုပ်တာတို့ trading လုပ်တာတို့လည်းမရှိသေးပါဘူးအဲ့တော့ပြောချင်တာက Dutch East Indian Company လို့ခေါ်တယ်အဲ့ဒီ company တစ်ခုကနေပြီးတော့သူတို့ကဒီဟင်္ကာမွေကြိုင်တို့ရွှေတို့ပြီးတော့ကြေးထည်တို့အဲ့လိုမျိုးတန်ဖိုးရှိတဲ့ပစ္စည်းတွေကိုလှေပေါ်တင်ပြီးတော့တပြည့်တိုက်တွေမှာသွားရောင်းကြတယ်အာရှတိုက်တို့ဥရောပတိုက်တို့အဲ့လိုမျိုးတိုက်တွေမှာသွားရောင်းကြတယ်ပေါ့နော်လှေတွေနဲ့တင်ပြီးတော့အဲ့လိုသွားရောင်းတယ်ရောင်းပြီးတော့ရလာတဲ့ပတ်စံနဲ့အဲ့ဒီသူတို့ရောက်တဲ့နေရက်ကနေပြီးတော့ပစ္စည်းတွေဝယ်လာတယ်ဝယ်လာပြီးတော့သူတို့ဒေသမှာပြန်ရောင်းတယ်အဲ့လိုပုံစံနဲ့စီးပွားရေးလုပ်တယ်ပေါ့နော် company တစ်ခုကဒီသူတို့ရက်ကွက်မှာရှိတဲ့ coffee site တို့ဈေးတို့အဲ့လိုနေရာတွေသွားပြီးတော့သူတို့ company ကြောင်းပြောပြတယ် company ကဘယ်လိုလုပ်တယ်ဘာလုပ်တယ်ဘယ်လိုရောင်းဝယ်လုပ်တယ်အဲ့ဒီအတွက် company ယုံကြည်မှုရှိရင် company ရဲ့ stock share တွေဝယ်မလားပြောချင်တာပတ်စံထည့်မလားပေါ့နော်ပတ်စံထည့်ပြီးတော့အများရရင်အများပေးမယ်ဆိုပြီးတော့အဲ့လိုမျိုးနဲ့ stock share တွေကိုစရောင်း company ကနေပြီးတော့သူတို့ coffee site တွေသွားတယ်အဲ့ဒီမှာ coffee site မှာရှိတဲ့လူတွေကိုသူတို့ပြောပြတယ်သူတို့ကနေစိတ်ဝင်စားရင်ဒီပတ်စံတွေထည့်ဝင်ခိုင်းတယ်ပေါ့နော်ဒါကတော့အဲ့ဒီချိန်တော့ stock ဆိုပြီးတော့လည်းမဲရမရှိသေးဘူးအဲ့လိုပတ်စံထည့်ဝင်ခိုင်းတယ်အဲ့တော့ထည့်တယ်ထည့်တဲ့သူတွေကထိုက်တင်တဲ့လောက်အမြတ်တွေရတယ်တကယ်လဲအောင်မြင်တယ်လူတွေကလည်းယုံကြည်မှုရှိတဲ့ပတ်စံတွေထည့်ကြတယ်ပြီးတော့ company ကလှေအများကြီးနဲ့ရွက်လွင့်ပြီးတော့အဲ့လိုရောင်းဝယ်လုပ်ကြတဲ့စီးပွားရေးဖြစ်တယ်အဲ့လိုပုံစံနဲ့ကမ္ဘာမှာပထမဆုံး stock share market လိုမျိုးတစ်ခုဖြစ်လာတယ်သူတို့အဲ့လိုလုပ်တာဒီအရင်တော့ stock share market လို့လည်းမခေါ်ဘူး stock share တွေရောင်းဝယ်တာတော့လည်းမခေါ်ဘူးပေါ့နော်အဲ့ဒီချိန်တော့အဲ့လိုပုံစံနဲ့လူတွေပတ်စံတွေထက်ရောင်းဝယ်တွေလုပ်အမြတ်ရလို့ရှိရင်အဲ့ထက်တဲ့သူတွေက dividend ဆိုပြီးတော့အမြတ်ဝေစုတွေခွဲဝေပေးတယ်အဲ့လိုပုံစံနဲ့ stock share တွေဆိုပြီးတော့စဖြစ်လာနောက်ပိုင်းကျတော့အဲ့မှာ company တွေထောင်ပြီးတော့ပတ်စံတွေကိုရိုးသာမန်လူတွေစီကစိတ်ဝင်စားတဲ့သူတွေစီက company ကိုယုံကြည်တဲ့သူတွေစီကအဲ့လိုလူတွေစီကနေပြီးတော့ထည့်ဝင်ဖို့အတွက်ပြောပြီးတော့ပတ်စံတွေထည့်ပြီးတော့ share တွေရောင်းတယ်အဲ့လိုပုံစံနဲ့တစားနဲ့ share stock share market ကြီးပေါ်ပေါက်လာတယ်ပေါ့နော်အဲ့လိုနဲ့ခစ်တွေပြောင်းလာတဲ့ချိန်မှာ American မှာ Wall Street လို့ခေါ်တဲ့ stock share ရောင်းဝယ်တိကလုပ်တဲ့အဲ့ဒီနေရာမှာ stock share investment လုပ်ချင်တဲ့သူတွေအဲ့ဒီနေရာကိုသွားပြီးတော့ New York
stock exchange မှာသွားပြီးတော့ stock share တွေသွားဝယ်ကြတယ်အဲ့ဒီ stock exchange မှာ company တွေကသူတို့စရင်းသွင်းထားတယ်တကယ်လက်ပတ်နေတဲ့ operation လည်းလက်ပတ်နေတယ်စီးပွားရေးလည်းဖြစ်နေတဲ့ company တွေက stock share exchange မှာစရင်းသွင်းထားတယ်ပြီးတော့အဲ့မှာသူတို့ရဲ့ company စိတ်ဝင်စားရင်ပတ်စံတွေထည့်လို့ရတယ် stock share တွေဝယ်လို့ရတယ်အဲ့လိုပုံစံနဲ့ဒီ New York မှာဒီ New York City မှာ stock share market Wall Street မှာရှိတဲ့ stock share market မှာ stock share exchange မှာအဲ့လိုမျိုး company တွေကနေပြီးတော့သူတို့ရဲ့ stock share တွေ lex စရင်းသွင်းပြီးတော့သူတို့ company ကိုယုံကြည်ဝယ်ကြရင်းနှီးမြှုပ်နှံမှုလုပ်ကြအများကြီးပြန်ပေးမယ်ဆိုတဲ့အဲ့လိုပုံစံမျိုးနဲ့အယောင်းဝယ်လုပ်ကြတယ်ပတ်စံရှိတဲ့သူတွေစိတ်ဝင်စားတဲ့သူတွေကြတော့အဲ့ဒီနေရာသွားပြီးတော့အယောင်းအဝယ်တွေလုပ်ကြတယ်အယောင်းအဝယ်ဆိုတာ stock share ကိုကစိတ်ဝင်စားရင်ဝယ်ထားလိုက်တယ်ပြီးတော့ကိုကအမြတ်မဲ့ထင်လို့ရှိရင်ပြန်ရောင်းထုတ်လိုက်တယ်အဲ့လိုပုံစံနဲ့ကမ္ဘာမှာထိပ်တန်း stock share ဈေးကွက်တစ်ခု operation တစ်ခုကအဲ့လိုမျိုးလက်ပတ်နေတာရှိပါတယ်ဒီ New York Stock Exchange ပေါ့နော်အဲ့ဒီမှာပေါ့ New York City မှာရှိတဲ့ Wall Street မှာရှိတဲ့အဲ့ဒီ exchange မှာရောင်းဝယ်လုပ်ကြတယ်ဒါကတော့ခေတ်တဖြည်းဖြည်းပြောင်းလာတော့အဲ့လိုမျိုးရောင်းဝယ်လုပ်ကြတယ်အဲ့လိုပုံစံနဲ့အခုနောက်ပိုင်းကျတော့ကိုတိုင်းအဲ့လိုနေရာသွားပြီးတော့ stock share တွေသွားဝယ်စမ်းမလို့ပဲနဲ့ဘယ်လိုလုပ်လို့ရလဲဆိုတော့ online ကနေပြီးတော့ stock share ရောင်းဝယ်လုပ်ငန်းတွေကိုလုပ်ကြတယ်အဲ့တော့အဲ့လိုမျိုးရောင်းဝယ်ဖို့အတွက်ကိုယ့်အိတ်ကနေကိုယ့်ဖုန်းတစ်လုံးရှိုံနဲ့ laptop တစ်လုံးရှိုံနဲ့ internet လည်းရှိမယ်ဆိုရင်တော့ stock share ကိုရောင်းဝယ်လို့ရတယ် American မှာရှိတဲ့ New York City Wall Street စီသွားစရာမလိုဘူးအဲ့လိုပုံစံနဲ့ရောင်းဝယ်တွေကိုလုပ်လို့ရတယ်အဲ့ဒါကတော့အဲ့လိုလုပ်မယ်ဆိုတော့ဂျားမှာကျွန်တော်တို့ brokerage company လို့ခေါ်တဲ့ဒီရှင်းပြရရင်အကြားမှာပွဲစားပေါ့နော်အကြားမှာဂျားခံနေနဲ့ stock share တွေဝယ်ပေးမယ်ရောင်းပေးမယ် company တစ်ခုနဲ့ချိတ်ဆက်ပြီးတော့အဲ့လိုလုပ်လို့ရတယ်ဒါကတော့ stock share အရင်တော့ကနေပြီးတော့ခေတ်ဆက်ပြောင်းလဲလာပြီးတော့အခုနောက်ဆုံး update information ရဆိုရင်တော့ stock share ကိုအေကနေကိုယ့်ဘာသာအယောင်းဝယ်လုပ်လို့ရတယ် broker company တစ်ခုနဲ့ချိတ်ဆက်ပြီးတော့ account တွေဖွင့်ပြီးတော့ပတ်စံသွင်းပြီးတော့ stock share အယောင်းဝယ်လုပ်လို့ရတယ်ဝယ်လို့ရတယ်ရောင်းလို့ရတယ် investment လုပ်လို့ရတယ် trading လုပ်လို့ရတယ်အဲ့လိုပုံစံနဲ့ဒီကမ္ဘာရဲ့မှာရှိတဲ့ stock share ဈေးကွက်တွေ market ဘောင်းစုံမှာရှိတဲ့ Hong Kong တို့China တို့နောက်တစ်ခုက Japan တို့ US ဆိုအဲ့နယ်ပယ်စုံမှာရှိတဲ့ region ဘုံစုံမှာရှိတဲ့ stock share market တွေကိုအိမ်ကနေပြီးတော့ကိုယ့်ဘာသာ stock share ဝယ်လို့ရပါတယ် investment လုပ်လို့ရပါတယ် trading လုပ်လို့ရပါတယ်အဲ့တော့အဲ့လိုလုပ်မယ်ဆိုရင်တော့ကိုယ်မှာရှိတဲ့ဝင်ငွေနည်းနည်းပါးပါးရှိလို့ရှိရင်အဲ့ဒီပမာဏနဲ့ stock share တွေဝယ်ထားမယ်ဝယ်ထားပြီးတော့အမြင့်ဈေးတက်လာရင်ပြန်ရောင်းမယ်အဲ့လိုပုံစံနဲ့ဝင်ငွေတိုးပွားအောင်လုပ်လို့ရပါတယ်ဒါကတော့ stock share ဖြစ်ပေါ်လာဖို့ပေါ့နော်လုံးဝမသိသေးတဲ့သူတွေအတွက်ဆိုရင်ဒီ information ကတော့သုံးဝင်ပါတယ်အဲ့ဒါကြောင့်ပြောပြပေးတာပေါ့နော်နောက်တစ်ခုကကြတော့ဟုတ်ပြီ stock share အကြောင်းအခြေခံပေါ့နောက်တစ်ခုကကြတော့ company တွေ stock share နဲ့ပတ်သက်ပြီးပေါ့နော် company ဘယ်လိုလက်ပတ်လဲဆိုတဲ့ပတ်သက်ပြီးတော့ဘာလို့ဆိုတော့ဟုတ်ပြီအခုတော့ပြောပါရ company stock share တွေဝယ်ရတယ်ဟုတ်ပြီ stock share တွေဝယ်ပြီးကိုကအိမ်မှာနေပြီးတော့ပတ်စံတော့ပေးလိုက်တယ် stock share ရမရဘယ်လိုသိမှာတော့နောက်တစ်ခုကပတ်စံတော့ပေးလိုက်တယ်ကိုကပတ်စံကတော့ပေးလိုက်တယ်ကိုကဘယ်လိုအကျိုးခံစားခွင့်ရမှာတော့တကယ်စဉ်းစားကြည့်ရင်တော့တန်တရားဖြစ်เสียပေါ့နော်မသိသေးတဲ့သူတွေနားမလဲတဲ့သူတွေအတွက်ဆိုရင်တန်တရားဖြစ်เสียဖြစ်တယ်ပေါ့နော်ပတ်စံတွေဒေါ်လာတွေအများကြီးထည့်ပေးထားရတယ်သွင်းထားရတယ်ပြီးတော့ပတ်စံမရရင်ဘယ်လိုလုပ်မှာတော့ဆိုရဲအဲ့လိုမျိုးတန်တရားတွေရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးအတွေ့ရှိဖို့တဲ့အရင်တော့ကပေါ့နော်အရင်တော့2015 16လောက်က stock share တွေအကြောင်းတွေအဲ့လိုပဲကိုယ်ကလေးလာဖတ်တယ်အဲ့ဒီအချိန်မှာကျွန်တော်15 16 19လောက်ထိတောင်မှပဲတန်တရားကရှိနေသေးတယ်ဘယ်လိုလဲဆိုတော့ stock share အကြောင်းဖတ်တယ်လေ့လာတယ်ဒါပေမဲ့အပတ်စံထည့်ပြီးတော့သူကတော့ပြောကြရပေါ့နော် company stock share ဝယ်လို့ရှိရင် company ပိုင်တာနဲ့တူတူပဲပေါ့ company stock share ပေါ်မှာမူတည်ပြီးတော့ပိုက်ဆက် company ပိုင်တဲ့လူတွေထဲမှာပါတယ်ပေါ့ပြောချင်တာအဲ့တော့ဟုတ်ပြီတကယ်လက်တွေ့ဆိုရင်တန်တရားဖြစ်เสียပေါ့ဒါမသိလို့ဖြစ်တာနားမလဲလို့ဖြစ်တာပေါ့နော်အဲ့တော့တကယ် stock share stock share တခုကိုဝယ်လိုက်ခြင်းနေ stock share ရဲ့ပိုင်ဆိုင်မှုအဲ့ company ကိုကတစိမ့်တဒေတာပိုင်လိုက်တာပါပဲအရင်ရိုးရှင်းတဲ့ဥပမာ
နေနဲ့ပြောရင်တော့လက်ရှိလက်ပတ်နေတဲ့ Apple company ဒီ Apple company က stock share တစ်ခုကိုဝယ်လိုက်ခြင်းဒီလေဒီ Apple company မှာရှိတဲ့ stock share တစ်ခုကိုကပိုင်ဆိုင်သူဖြစ်သွားတာအဲ့အတွက်ဒီ Apple company ရဲ့ပိုင်ဆိုင်သူနေနဲ့ကိုကရှိနေမှာအဲ့အတွက် Apple company ကပြောချိုးမြတ်ရလာရင်လေအဲ့ဒီအမြတ်တွေထက်ကနေထိုက်သိမ်းတဲ့မြတ်အဝေစုကိုလေကိုတွေကခံစားခွင့်ရှိမှာအဲ့လိုပုံစံနဲ့ရပါတယ်ဒါကလည်းတကယ်ရပါတယ်ဒါတော့အဲ့အကြောင်းကိုတော့အခုနောက်မှသိစိပြောပြပေးပါမယ်ဘယ်လိုပုံစံနဲ့ရလဲကိုစီပတ်စံကဘယ်လိုဝင်လာလဲဆိုတာကိုလေတကယ်ဒါပေမဲ့တေချာတစ်ခုကတော့တကယ်လို့ company တစ်ခုရဲ့ stock share ကိုကဝယ်လိုက်ပြီဆိုရင်အဲ့ဒီ company မှာရှိတဲ့အမြတ်ရလာလို့ရှိရင်ကျုပ်ခံစားခွင့်တွေရတယ်နောက်တစ်ခုက company ကဆိုးရှိုးမှုဖြစ်နေကိုကိုတိုင်ဆိုးရှိုးတဲ့သူတွေတက်မှာပါတယ်အဲ့ဒါလေးလည်းသိဖို့လိုတယ်ကျွန်တော်ကိုတိုင်လည်းအဲ့လိုပဲ UX မှာရှိတဲ့ company တွေရဲ့ stock share တွေဝယ်ပြီးတော့ investment လုပ်ထားတယ်ပြီးတော့သူတို့ company ကအကျိုးများနေကြတော့ကိုယ့်စီကိုခွဲဝေပြီးတော့ကိုယ့် account ထဲကိုပတ်စံနေတယ်ဝင်လာပါတယ်တကယ်လည်းရပါတယ်ဒါကတော့အရန်ဟိုမှာပဲခြေခံကြတဲ့အတွေ့ပေါ့နော်ဟိုခြေခံဆိုတာလုံးဝမသိသေးတဲ့သူတွေအတွက်ဆိုရင်အရန်ဟိုမှာပဲဒါတရားဖြစ်เสียဖြစ်တဲ့ဒီကိစ္စကလေပတ်စံကတော့ထက်သွားပြီမကြရင်ဘယ်လိုလုပ်မှာတော့ဒါကတော့နားမလည်လို့ဖြစ်တာပါကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုပဲဖြစ်တယ်နားမလည်တဲ့ချိန်မှာကြတော့ဟုတ်ပါမလားပေါ့လေခံရင်ဘယ်လိုလုပ်မှာတော့အဲ့လိုထိတောင်တွေးဖူးတယ်ပေါ့နော်ဒါပေမဲ့တကယ်ကဒါတွေကလုံးဝ global တကမ္ဘာလုံးမှာလုံနေတဲ့လုပ်ငန်းတွေဖြစ်တယ်ဒါပေမဲ့ကိုကတော့ထိုက်တဲ့လေ့လာမှုရှိဖို့လိုတယ်အားထုတ်မှုရှိဖို့လိုတယ်ပေါ့နော်အဲ့တော့ခုနကတော့ပြောတဲ့ company က stock share တွေကို stock share market မှာဝယ်ရမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဟုတ်ပြီအဲ့ stock share တွေဘယ်လိုဖြစ်လာတော့ဆိုတော့ပတ်သက်ပြီးတော့လဲပြောပြပေးပါမှာဖြစ်ပါတယ်အဲ့တော့ပြောချင်တာဒီ stock share ကတော့ဟုတ်ပါပြီ company က stock share တွေဝယ်တယ်အဲ့ stock share ဘယ်ကလာတာတော့ဘယ်လိုဖြစ်တာတော့ကိုယ့်စီရောဘယ်လိုရောက်လာတာတော့နောက်တစ်ခု stock share market ကိုရောအဲ့ company ရဲ့ stock share တွေ market ကိုဘယ်လိုရောက်လာတာဟုတ်အဲ့လိုဥစ္စာတွေလဲအကြမ်းဖြစ်နေနဲ့ပြောပြပေးပါမှာဖြစ်ပါတယ်